မိတ်ဆွေဘဝမှာအချိန်နောက်ကျသွားပြီလို့ထင်နေလားဒါမှမဟုတ်လူတွေရဲ့အောင်မြင်မှုတွေကိုကြည့်ပြီးငါရမ်းနောက်ကျသွားပြီလို့စိတ်တက်ကြနေလားငါပြောမယ်မင်းမနောက်ကျသေးပါဘူးဘဝမှာဒက်လိုင်းဆိုတာမရှိပါဘူးတယောက်နဲ့တယောက်အချိန်စရာမတူကြဘူးဒါကြောင့်စတင်ချိန်လည်းမတူဘူးငါတို့အားလုံးသိတဲ့ဟယ်ရီပေါ်တာရုပ်ရှင်ကိုရေးတဲ့စာရေးဆရာမဆိုအသက်30ကျော်မှအောင်မြင်တာပါနာမည်ကြီးကြက်ကျော်ဖြစ်တဲ့ KSC ရဲ့ဖောင်ဒါဆိုလဲအသက်65နှစ်မှစတင်ခဲ့တာပါတေချာတာကတော့ဒီဗီဒီယိုကိုကြည့်နေတဲ့မင်းက65နှစ်တောင်မရှိသေးဘူးလေဒါကြောင့်မင်းမနောက်ကျသေးပါဘူးနောက်ကျတာစောတာဆိုပြီးပြောလို့မရပါဘူးဘာလို့လဲဆိုတော့ဒါတွေကငါတို့ရဲ့ကိုယ်ပိုင်အချိန်စရာတွေဖြစ်တယ်မင်းရဲ့လမ်းကြောင်းကသူများရဲ့လမ်းရဲ့ကြောင်းနဲ့မတူဘူးဒါကပြဿနာမဟုတ်ဘူးဒါကထူးခြားမှုပါအရင်ကပြောဘူးတယ်အခုလည်းထပ်ပြောမယ်အခုကနေစလုပ်ပါအတိတ်ကိုတွေးပြီးအချိန်ဖြုံးတာထက်အခုလက်ရှိမှာဘာလုပ်နိုင်မလဲဆိုတာကိုအာယုံစိုက်ပါဒေးသေးလေးနဲ့စပါဒီနေ့တစ်ခုပြောင်းလဲမှုကနှစ်အနည်းငယ်အတွင်းမှာမထင်မှတ်ထားတဲ့အံ့ဖွယ်ရလဒ်တွေဖြစ်စေနိုင်ပါတယ်မင်းကိုမင်းယုံကြည်ပါမင်းရဲ့ခရီးကအခြားသူတွေနဲ့မတူဘဲပိုကောင်းနိုင်ပါတယ်နောက်ဆုံးအချိန်ဆိုတာမရှိဘူးအခုစရမယ့်အချိန်ပဲရှိတယ်မင်းမနောက်ကျသေးပါဘူးခွန်အားပြည့်နဲ့ကြိုးစားပါမင်းဖြစ်ချင်တာတွေဖြစ်ကိုဖြစ်လာရမယ်